ပြောရမယ်အညာမောင်မှာတဲ့သူအညာမောင်ဟောဒီဖြန်းစည်းနဲ့ဟောဒီအညာမောင်တို့ဟောဒီနှစ်ခုကိုဘလူတွေကွာလဲဘလူတွေကောင်းလဲလို့ရေးကြတဲ့သူတွေပြောပြမယ်နော်ဟောဒီအညာမောင်ဖြန်းစည်းကိုရင်ပြောမယ်ဒီဖြန်းစည်းကတော့အမျိုးသားညီလေးပိုင်းဆိုင်ရာအမျိုးသားရဲ့ညီလေးထောင်မဲ့မှုအားနေတာအကျိုးအားနေတာနော်အကျင့်ရေးနည်းနည်းပဲပြုလုပ်နိုင်တာတွေအတွက်ဟောဒီအညာမောင်ဖြန်းစည်းကိုသုံးပါနော်ဒီအညာမောင်ဖြန်းစည်းကိုဘယ်လိုသုံးလဲဆိုလို့ရှိရင်အညာမောင်ဖြန်းစည်းသုံးလို့ရှိရင်ဟောဒီမှာဒီလိုမျိုးဘူးလေးရှိတယ်အားလေးကိုအရင်ဆုံးခလောက်ပေါ့နော်အရင်ဆုံးတော့ဒီလေးကိုအရင်ဆုံးဒီတန်းစင်နော်ပြီးလို့ရှိရင်ထောက်သွေးအောင်ထားပြီးလို့ရှိရင်ဟောလို့ချွေဆိုပြီးတော့ဖြန်းမယ်ဖြန်းပြီးတော့လိမ့်မယ်လိမ့်ပြီးတော့ချက်ချင်းသုံးပြီးအောင်နော်လိမ့်ပြီးလို့ရှိရင်3နာရီလောက်ခဏလေးထားပြီးလို့ရှိရင်ပြန်ပြီးတော့ရေဆေးချလိုက်ပါရေဆေးချပြီးတော့တန့်စင်အောင်ပြန်ပြီးတော့တုပ်လိုက်ပါဒါဆိုလို့ရှိရင်တော့ညီလေးစတင်ပြီးတော့အသုံးပြုလို့ရပါပြီဒါပေမဲ့ဒီညီလေးကိုသုံးမယ်ဆိုလို့ရှိရင်တော့ချက်ချင်းတော့အသုံးပြုလို့မရသေးဘူးเนาะပထမဦးဆုံးတစ်ရက်ကို2ကြိမ်3ကြိမ်လောက်တော့လိမ့်ပေးပါနောက်ဆိုလို့ရှိရင်တော့ညီလေးကအစွမ်းပြလာမှာပဲဖြစ်ပါတယ်ဒါကတော့အမျိုးသားတွေเนาะပန်းလမှုအကျိန်ရများစေခြင်းအကျိန်ကြလမ်းစေခြင်းတန်မာစေခြင်းအမျိုးသားစမ်းဆောင်ရေးပြေဝစေခြင်းအကျော်အားတန်စေခြင်းဆိုတဲ့အာနိသင်တွေကိုရရှိစေမှာပဲဖြစ်ပါတယ်ဒါကဖြန်းစေပါเนาะဖြန်းစေသူပြအာနိသင်မှာတချို့ကမေးနေကြရောနေကြတယ်ဘယ်ဟာကောင်းလဲဆိုတော့ကိုနဲ့အသုံးဝင်မဲ့အရာလေးကိုသုံးလို့ရပါတယ်เนาะဒါကတော့ညီလေးအားနေတာအတွက်သုံးတာပါဟောရကတော့အညာမောင်လူလေးပါဒါလေးကတော့ညီလေးเนาะပန်းနေပန်းညူဖြစ်တာเนาะအမျိုးသားတွေတုတ်လို့ညံတာတုတ်အားနေတာတုတ်ထွက်နေတာတုတ်ကောင်းပြီးမပြေမီတာပင်မနှွမ်းနေတာအမောမခံနိုင်တာเนาะစိတ်သွားတိုင်းကိုမပါတာဒါတွေအတွက်အမျိုးသားတွေစားပေးဖို့လိုပါတယ်အမျိုးသားတွေမနက်တစ်ချိန်ညတစ်ချိန်လက်ဖက်စားဆုံးလေးနဲ့စားပြီးလို့ရှိရင်ရင်းမြလေးတောက်ပေးလိုက်ခြင်းအပြင်အမျိုးသားတွေရဲ့စွမ်းဆောင်ရည်တွေနှစ်တက်လာမယ်ခွန်အားတွေတိုးလာမှာပဲဖြစ်ပါတယ်ဒါကတော့စားစေးရဲ့အညွန့်လေးပါရှစ်ဒါနှစ်ခုကတချို့ကမတဲခွဲကြဘူးပေါ့နော်ဘယ်ဟာကောက်လဲကိုနဲ့အစင်ပြေမဲ့ကိုက်ညီမဲ့ဟာကိုအသုံးပြုစေချင်ပါတယ်ဒီမှာဘာကြီးကောင်းလဲဆိုလို့ရှိရင်ခုနပြောတဲ့เนาะအကြောင်းအရာတွေပြောသားပြီးသားဖြစ်ပါတယ်ဟောဒီအညာမှာယူလေးကဒါဆိုလို့ရှိရင်တပူကို15ရက်စာပါဒီဖြန်းစည်းလက်တပူကို15ရက်စာပါသုံးမယ်ဆိုလို့ရှိရင်เนาะဒီလိုတွဲသုံးလို့လည်းရလို့ဒါမျိုး2ပူတစ်လားစာဒါမျိုး2ပူတစ်လားစာဝယ်လို့ရပါတယ်မနက်စီမှာဆက်တယ်လို့ရပါတယ်ရှင်